Hello အားလုံးပဲမင်္ဂလာပါရှင် Boy Passion နေပြန်လဲကြိုဆိုလိုက်ပါတယ်။ကဲအခုတခါမမေကိုဘေဘီပုံလေးတွေအရန်အမီးများနေလို့မမေစီမှာ install ရှိရဲ့ဘေဘီပုံလေးတွေကိုမမေကတစ်ခါချင်းပြပေးမှာဖြစ်ပါတယ်ရှင်။ကဲအခုပဲကောင်းကြီးကစပြပေးရင်ကောင်းလဲဆိုတော့ကဲမင်းဒီတိတ်ရောက်ထားတဲ့အမလေးကနေစပြပေးမယ်နော်။သူလေးကမျက်နှာမဲပေါင်ချိန်လေးလိုမျိုးအရန်ချစ်ဖို့ကောင်းတဲ့မျက်နှာမမဲလေးနဲ့မမီလေးပဲဖြစ်ပါတယ်။နှာလေးလည်းလုံးဝတူတူလေးနော်။နှာတူတူမျက်နှာလုံးလုံးလေးနဲ့မျက်နှာမဲမဲလေးအရန်ချစ်ဖို့ကောင်းတာ။ကဲမင်းနောက်ကျောကာလာလေးတစ်ချက်ပြပေးမယ်နော်။ဒါလေးကတော့နောက်ကျောကာလာလေးပါရှင်။ကဲမျက်နှာမဲမဲလေးမှကြိုက်တယ်ဆိုတဲ့သူလေးအတွက်ဆိုလို့ရှိရင်ဒီမီမီလေးရှိပါတယ်နော်။ကဲမင်းနောက်ထပ်အမလေးတစ်ကောင်ထပ်ပြပေးပါမယ်။ဒါလေးကတော့ cream color အမလေးပဲဖြစ်ပါတယ်။သူကတော့ဒီနှစ်ဖူးမှာပေါ့နော်အဖြူအစင်းချောင်းလေးပါတယ်ရှင်။ဒါလေးကလည်းမိမိလေးပါနော်ဒါကတော့နောက်ကျောကာလာလေးပါရှင်ကဲနောက်ထပ်တစ်ကောင်လေးကတော့မင်းတသားလေးပြပေးမယ်နော်ဒီတသားလေးကတော့ကာလာဆဆန်းလေးရှင်သူကတော့ခဲရောင်လေးနဲ့ဆက်ထားတာလေးပေါ့နော်နှာလည်းအရင်မချုံဘူးဆိုက်ကလည်းပီစီတေးသေးလေးပဲရှင်ကဲမင်းနောက်ထပ်အမလေးတစ်ကောင်ပြပေးပါမယ်ဒါလေးကတော့မိမိလေးပါရှင်ကဲဘယ်တော့တောင်ချစ်ဖို့ကောင်းလဲကြည့်ပါဦးမင်းနောက်ကျောကာလာလေးတစ်ချက်ပြပေးမယ်နော်တကယ်ကိုလုံးလုံးကကလေးနဲ့အရန်ချစ်ဖို့ကောင်းတဲ့တသားမီမီလေးပါရှင်ကဲအခုတခါမင်းအရန်လှတဲ့ပါတီကာလာမီမီလေးကိုမင်းပြပေးမယ်နော်ဒီဘေဘီလေးကတော်တော်လေးကိုလှတာနှာခေါင်းကာလာလေးဆိုလဲဆန်းဆန်းလေးနှာခေါင်းလေးတစ်ခုလုံးအမဲလေးမဟုတ်ဘူးပေါ့နော်ပြီးမျက်နှာလည်းလုံးဝနှာတူတူလုံးလုံးလေးနဲ့အရန်ချစ်ဖို့ကောင်းတဲ့မီမီလေးပါရှင်တအားဆော့တအားကဲရနော်တော်တော်လေးကိုလှရဲဒီပါတီကာလာမီမီလေးကတော့မင်းတော်တော်လေးတဘောကြတယ်ဒီကောင်လေးကိုကဲနောက်ထပ်ပြပေးမှလေးကတော့တန်ကာလာမီမီလေးပဲဖြစ်ပါတယ်ကဲဒါလေးကတော့မီမီလေးပါနော်မင်းနောက်ကျောကာလာလေးလည်းတစ်ချက်ပြပေးမယ်ရှင်ဒါလေးကတော့နောက်ကျောကာလာလေးပါကဲမင်းနောက်ထပ်ပဲကလေးလေးကိုပြပေးကောင်းလဲဆိုတော့ဒီကွန်းလုံးလေးလိုမျိုးအရန်လှတဲ့မင်းတော်တော်လေးတဘောကြတဲ့ဒီတသားလေးကိုပြပေးပါမယ်ရှင်သူကတော့တကယ်လုံးဝခွန်းလုံးလေးလိုဖြူစော့ပြီးမျက်နှာလေးဆိုတော့လုံးဝလုံးလုံးလေးနဲ့အရန်ချစ်ဖို့ကောင်းတဲ့တသားလေးပါနော်ကဲဒါလေးကတော့ပါတီကာလာတသားလေးပါရှင်သူလေးလည်းလုံးဝနှာမချုံဘူးနော်လဲဆန်မွေးဆိုလို့ရှင်လည်းလုံးဝအရှိကြီးနဲ့ထူပိတ်ပြီးတော်တော်လေးလှတဲ့ထဲပါတယ်ရှင်ဒါလေးကတော့တသားလေးပါနော်ပါတီကာလာတသားလေးပါရှင်ကဲနောက်ထပ်လုံးဝဖြူဖြူဖူးဖေးလေးဖြစ်တယ်ဒီတသားလေးကိုမင်းပြပေးမယ်နော်သူလေးကတော့ for Facebook ကိုနည်းနည်းလေးသွားတယ်ရှင်ကဲအရန်ဆော့တာနော်တစ်စက်ကလေးမှအငြိမ်မနေဘူးအခုတို့ခြိထားအောင်ဆော့ချင်နေရကဲဒါလေးကတော့ဒီရဲ့အဖြူကာလာတသားလေးပေါ့နော်မိမိရဲ့ဘေဘီပွန်းပွန်းလေးတွေကကာကွယ်ဆေးထိုးပြီးတော့တန်ချပြီးသွားပါပြီရှင်အခုလိုမျိုးစိုက်ဆောင်ကာလာဆောင်လေးတွေကိုစိတ်ကြိုက်လာရွေးချင်တယ်ဆိုရင်တော့ရန်ကုန်သင်္ကန်းကျွန်းမမြင်လာကြည့်လို့ရပါတယ်နော်နယ်ဆိုလို့ရှိရင်လည်းစိတ်ချရတဲ့ကားလေးနဲ့တင်ပေးပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်